မေကုန်းမေးရှာခွင့်ပြုပါရှင်ဗျာတွဲရရဲ့မိတ်ဆွေတူပေးပို့လာတဲ့မေကုန်းလေးပါဗျာမျိုးသားကဗုဒ္ဓဘာသာဝင်ပါဗျာအမျိုးသမီးကသူဘာသာခြားပါဗျာအမျိုးသားကသူကအလုတ်သွားတဲ့အခါမှာစွန်းကတ်ခဲ့ပါတယ်ဗျာစွန်းကတ်ပြီးတော့အလုတ်သွားတယ်ပေါ့တန်ခဲ့သူ့ရဲ့အမျိုးသမီးကဒီစွန်းတော်ကိုစွန့်တယ်ပေါ့နော်သူကဒီတိုင်းပဲစွန့်လိုက်တယ်ပေါ့အဲ့ချိန်မှာအဲ့ဒီအမျိုးသမီးရဲ့သူကအပြစ်ဖြစ်နိုင်သလားဒါမှမဟုတ်ရင်ဘယ်လိုကုသိုလ်မျိုးများရတယ်ဆိုတာကိုဖြေချပေးတော်မူပါရှင်မြတ်ဗျာဘုရားစွန့်တော်စွန့်တာတော့ဘယ်သူမှစွန့်ကောင်းတယ်လေအမျိုးသားပဲစွန့်အမျိုးသမီးပဲစွန့်ဘာသာကြားပဲစွန့်ဘာသာဝင်ပဲစွန့်ကောင်းပါတယ်အချိန်တန်လို့စွန့်တာပေါ့ဟိုမလေးစားတဲ့စိတ်နဲ့လွတ်ပြစ်တာမျိုးမဟုတ်ဘူးတော့လားမသိဘူးလွတ်ပြစ်တာနဲ့စွန့်တာမတူဘူးဒါအချိန်တန်လို့ဟိုစွန့်ချိန်တန်လို့စွန့်တာဗုဒ္ဓဘာသာအရာဝိကာလဘောဇနာသီလဆိုတာရှိတာကိုမုံလွဲသွားရင်ဒါဘုရားအပါဝင်ယဟန်တာမဏေတွေမသုံးကောင်းတော့ဘူးဆိုဒီသဘောအရာဗုဒ္ဓဘာသာဝင်တွေဟာမလွဲခင်မှာစွန့်တော်တင်ထားတာလေးကိုစွန့်နေရှိကြတယ်ဒီသဘောတရားအရာစွန့်တာဖြစ်တဲ့ကြောင့်ကုသိုလ်တော်ရပါသေးတယ်ဘုရားရှိမှမရှိတဲ့နာတွေမရှိအောင်ရှင်းလင်းပေးတဲ့သဘောတနည်းအားဖြင့်တန်ရှင်းလုပ်တဲ့သဘောလို့တော့ပြောလို့ရတယ်နော်တမင်တကကြည့်မရလို့အမြင်ကက်လို့စွန့်တာမျိုးဘုရားစင်မှာတင်ထားတာကြီးကိုအမြင်ကက်တယ်အဲ့လိုသဘောနဲ့စွန့်နေဆိုတော့အကုသိုလ်ပေါ့နော်အဲ့တော့ဒီအမျိုးသမီးဒီအဲ့ဒီသဘောနဲ့တော့ဟုတ်မယ်မထင်ပါဘူးနော်သူ့အမျိုးသားကိုစားစွန့်တဲ့အချိန်ရောက်လို့စွန့်တယ်လို့ပဲယူဆပါတယ်ဟုတ်ပြီနော်အေး